မင်္ဂလာပါမိတ်ဆွေတို့ Creator Money Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့အတွက် Content Creator တယောက်အနေနဲ့ဘယ်လိုမျိုး Personal Brand တည်ဆောက်ရမလဲဆိုတဲ့အကြောင်းအရာကို Step by Step တေချာလေးပြောပြပေးသွားပါမယ်အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာလူတိုင်း Content ဖန်တီးနိုင်ပါတယ်ဒါပေမဲ့လူတွေအများကြီးတဲကမှကိုယ့်ကိုယ်တတိထားမိလာဖို့အမှတ်တရဖြစ်နေဘူးဆိုတာက Personal Branding လိုအပ်ပါတယ်ဒါကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုမိတ်ဆွေတွေကိုပြောပြပေးသွားပါမယ် Personal Brand ဆိုတာကဘာလဲPersonal Brand ဆိုတာက Orient တွေကကိုယ့်ကိုဆက်ဆက်ပြီးတော့တတိယအနေနဲ့အရာပါမိတ်ဆွေမျှဝေတဲ့အကြောင်းအရာအတန်အနှိမ့်မြင်လေယူလေသိမ်းပါအကယ်၍မျက်နှာပါမယ်ဆိုရင်အမူအရာပြောဟန်ဆိုဟန်အစားရှိတဲ့အရာအလုံးကမိတ်ဆွေရဲ့ brand ပဲဖြစ်ပါတယ်ဥပမာအကြီးစား challenge တွေအမိုက်စားဆိုင်ခွင့်မှုတွေဆိုရင်တချို့ကတော့ Mr. Big ကိုပဲမြင်ကြမှာပါ Technology AI IT နဲ့ဆိုရင်တော့ TVH Less ကိုမြင်မှာပါအဓိကအချက်ကိုပြောရရင်တခြားသူတွေနဲ့ကိုကမတူတဲ့အချက်ကိုမြင်သာအောင်ပြရမှာပါမိတ်ဆွေကလည်း personal brand တိစောက်ချင်နေဆိုရင်အဆင့်50ပဲလိုအပ်ပါတယ်နံပါတ်1ကိုဘာကိုမျှဝေချင်တာလဲကိုရဲ့ personal brand ကိုစတင်ဖန်တီးဖို့အတွက်ပထမအဦးဆုံးအဆင့်ကမိတ်ဆွေကဘာကိုမျှဝေချင်တာလဲဘယ်လိုမျိုးတန်ဖိုးရှိတဲ့အကြောင်းအရာတွေနဲ့လူတွေကိုကူညီချင်တာလဲအစရှိတဲ့အကြောင်းအရာကိုတကယ်သိဖို့အရေးကြီးပါတယ်ဥပမာအသိပညာအတတ်ပညာလားဟာတာလားဖြော်ပြရေးလားအစရှိတဲ့အကြောင်းအရာပါဒါမှမဟုတ်လုပ်ငန်းအကြံဉာဏ်လားငွေရှာနည်းလား content creator တယောက်အနေနဲ့ဘယ်လိုရပ်တည်ရမလဲဆိုတဲ့အကြောင်းအရာတွေလားအဓိကသိထားရမယ့်အချက်ရှိပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ why ကဘာလဲဆိုတာကိုသိထားဖို့တကယ်လိုအပ်ပါတယ်နံပါတ်2ကိုယ့်ရဲ့ orient ကိုခွဲခြားသိမြင်ဖို့လိုပါတယ်လူတိုင်းအတွက်ရည်ရွယ်ပြီးဖန်တီးဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့အရာတစ်ခုပါpersonal brand တိစောက်ချင်ရင်တော့ကိုယ့်ရဲ့ orient ကဘယ်လိုလူမျိုးလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်မိတ်ဆွေရဲ့ orient ကိုတုတ်တက်ဖို့ဆိုရင် YouTube analysis လုပ်ပါ comment မှာ feedback ရေးခိုင်းပါနံပါတ်3ကိုယ့်ရဲ့အသွင်ပြင်ပါပရိသတ်တွေကကိုယ့်ကိုမှတ်မိနေဖို့အတွက်အသွင်ပြင်ကလည်းမှတ်လွဲမသိလိုအပ်ပါတယ် logo brand consistent color video edited style intro outro အစရှိတဲ့ပုံစံတွေပါဥပမာအခုကျွန်တော် Creator Money Channel ရဲ့ logo ဒီအရာတွေကကျွန်တော်ရဲ့ personal brand ပါပဲနံပါတ်4မိတ်ဆွေရဲ့ကိုယ်ရည်ကိုယ်သွေးကိုထင်ထင်ရှားရှားပြပါ personal brand တိစောက်တယ်ဆိုရင်စစ်မှန်မှုကအရင်ကြီးပါတယ်ကိုယ့်ရဲ့အရှိတိုင်းပုံစံနဲ့မဟုတ်ဘဲနဲ့တခြားသူတဦးရဲ့ပုံစံအတိုင်းဖန်တီးနေတာမျိုးလူတိုင်းကမိတ်ဆွေရဲ့တကယ်အပြောဆိုအမူအရာစစ်မှန်တဲ့ခံစားချက်သဘောတရားကိုပဲချစ်ကြတာပါနံပါတ်5တသမတ်တည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ quality ကိုတိုးတက်အောင်လုပ်ပါ brand တိစောက်ဖို့ဆိုတာကတသမတ်တည်းသွားလို့မရပါဘူးအချိန်ကြာလာတဲ့အမျှတိုးထပ်ဖို့လိုအပ်ပါတယ် chest split လုပ်ပါတစ်ပတ်ကိုဗီဒီယိုဘယ်နှပုတ်တင်ပါလဲတစ်ပုတ်လားနှစ်ပုတ်လားဒါမျိုးလုပ်ပါပရိသတ်ရဲ့ feedback ကိုကြည့်ပြီးတော့ပြုပြင်ပြောင်းလဲဖို့စဉ်းစားပါ new trend တွေလေ့လာပါ collaboration တွေလုပ်ပါပုံမှန်လေးလုပ်သွားခြင်းက personal brand တန်ဖိုးမြင့်တက်လာဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ် personal brand တိစောက်လာတာနဲ့ရလာမယ့်အကျိုးကျေးဇူးတွေရှိပါတယ်မိတ်ဆွေက personal brand ကိုညှော်မှန်းထားသလိုမျိုးတိစောက်လာနိုင်ရင်နံပါတ်1မိတ်ဆွေကိုလူတွေကအလွယ်တကူမှတ်မိလာမယ်နံပါတ်2မိတ်ဆွေပြောတာတွေကိုယုံကြည်လာမယ်နံပါတ်3 sponsorship business deal collaboration အခွင့်အလမ်းတွေရလာပါလိမ့်မယ်တကယ်အောင်မြင်တဲ့ creator တဦးရဲ့နောက်ွယ်က strong personal brand ဖြစ်ပါတယ်ဒီနေ့ Creator Money Channel မှာမိတ်ဆွေတို့အတွက် content creator တယောက်အနေနဲ့ဘယ်လိုမျိုး personal brand တိစောက်ရမလဲဆိုတာကိုပြောပြပေးခဲ့ပါတယ်မိတ်ဆွေလည်းဒီနေ့ကစပြီးကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့အကြောင်းကိုတန်ဖိုးရှိအောင်ဖန်တီးနိုင်ပါတယ် comment မှာမိတ်ဆွေရဲ့ဖန်တီးခြင်းနဲ့ content အကြောင်းအရာဒီ YouTube channel စတာမျိုးကိုပြောပြပေးလို့ရပါတယ်နောက်ထပ်အတွေးခေါ်နဲ့ business အကြောင်းအရာတွေကိုသိချင်သေးရင် subscribe လေးနှိပ်ပေးခဲ့ကြပါ like and share လေးလုပ်ပေးလို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်